ဗီနီတိုမူဆိုလီနီသူဟာ1883ခုနှစ်မှာမွေးဖွားခဲ့တဲ့အီတလီနိုင်ငံရဲ့နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးဖက်ရှစ်ဝါဒဖက်ဆစ်ဆိုတဲ့အယူဝါဒကိုတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။မူဆိုလီနီဟာအစပိုင်းမှာတော့ဆိုရှယ်လစ်သမားသတင်းစာဆရာတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ပထမကမ္ဘာစစ်ဖြစ်လာချိန်မှာတော့သူကဆိုရှယ်လစ်ဝါဒနဲ့ကွာခြားသွားပြီးနိုင်ငံချစ်စိတ်စစ်ရေးအင်အားနဲ့အာဏာရှင်စနစ်ကိုပိုပြီးလက်ခံလာခဲ့ပါတယ်။1922ခုနှစ်မှာတော့မာချောင်လောင်းလို့ခေါ်တဲ့ရိုမာမြို့ကိုချီတက်မှုကြောင့်မူဆိုလီနီဟာအာဏာကိုလက်ထဲရယူနိုင်ခဲ့ပြီးအီတလီကိုတပါတီအာဏာရှင်နိုင်ငံအဖြစ်ပြောင်းလဲခဲ့ပါတယ်။သူ့ကိုလူတွေကရောက်သူလို့ခေါ်ကြပြီးသူဟာနိုင်ငံရေးပြိုင်ဘက်တွေကိုဖယ်ရှားခဲ့တယ်။သတင်းမီဒီယာကိုထိန်းချုပ်ခဲ့တယ်။လွတ်လပ်ခွင့်တွေကိုတင်းကျပ်စွာပိတ်ပင်ခဲ့ပါတယ်။မူဆိုလီနီရဲ့ရည်ရွယ်ချက်ကတော့ရောမအင်ပါယာလိုအင်အားကြီးတဲ့နိုင်ငံတစ်ခုကိုပြန်တည်ဆောက်ဖို့ပါအဲ့ဒီအတွက်နိုင်ငံချက်ထွင်ရေးနဲ့စစ်အင်အားကိုအလွန်ရေးပေးခဲ့ပါတယ်နောက်ပိုင်းမှာတော့မူဆိုလီနီဟာအီသီယိုးပီးယားကိုကျူးကျော်ခဲ့ပြီးစပိန်ပြည်တွင်းစစ်ထဲမှာလည်းဝင်ရောက်ပါဝင်ခဲ့ပါတယ်အဒေါ့ဖ်ဟစ်တလာဦးဆောင်တဲ့နာဇီဂျာမနီနဲ့မဟာမိတ်ဖွဲ့ခဲ့ပြီးဒုတိယကမ္ဘာစစ်ထဲကိုအီတလီကိုခေါ်ဆောင်သွားခဲ့ပါတယ်ဒါပေမဲ့စစ်ပွဲထဲမှာအီတလီရဲ့စစ်တပ်အင်အားကမပြည့်စုံသလိုစီးပွားရေးအခြေအနေလည်းဆိုးရွားလာခဲ့ပြီးအီတလီအတွက်အရှုံးအနာတွေအများကြီးဖြစ်လာခဲ့ပါတယ်။1943ခုနှစ်မှာတော့မူဆိုလီနီဟာအာဏာမဖယ်ရှားခံရပြီးဖမ်းဆီးခံခဲ့ရပါတယ်။နောက်ပိုင်းမှာဂျာမနီကသူ့ကိုကယ်ထုတ်ပြီးဂျာမနီထောက်ခံတဲ့ puppet state တစ်ခုမှာခေါင်းဆောင်အဖြစ်ပြန်တင်ခဲ့ပေမဲ့အဲ့ဒါကအချိန်ကြာမခံနိုင်ခဲ့ပါဘူး1945ခုနှစ်မှာတော့အီတလီတော်လှန်ရေးတပ်ဖွဲ့တွေကမူဆိုလီနီကိုဖမ်းဆီးနိုင်ခဲ့ပြီးနောက်ဆုံးမှာတပ်ဖြတ်လိုက်ကြပါတယ်